ဒါကတော့ AI ကြောင့်ခက်စားနေတဲ့အချက်လေးပါပထမဆုံးချက်ကတော့ game studio တွေကလူတွေခန့်တဲ့အခါမှာတပုံဆွဲဖို့အတွက်လူတွေခန့်တယ်ပေါ့နော်ဒါပေမဲ့သူတို့ခန့်ထားတဲ့လူတွေကဘာမှမလုပ်တဲ့မကင်တတ်ပဲနဲ့ AI နဲ့မှပုံတွေထုတ်တာတို့ 3D ဆိုတော့တကယ်ကိုဘာမှအရေးချင်းလုံးဝမရှိပဲ AI အကူနဲ့ရောက်လာကြတာပေါ့ဒါနဲ့ပဲ Japan Game Studio တခုကအဲ့လိုအယောင်ဆောင်တဲ့သူတွေကိုဖိရှားဖို့အတွက်ပေါ့အလို့လျှောက်တဲ့အချိန်မှာသူတို့ရှိမှာလာပြီးတော့ကိုယ်တိုင်ပုံဆွဲပြတဲ့စနစ်ကိုကျင့်သုံးပြီးပြီ AI တွေဘယ်လောက်တော့စိုးနေဆိုကြည်လိုက်ကြရတော့ပြီးတော့ Franklin လို့ခေါ်တဲ့ကာတွန်းစကောင်ကို AI နဲ့ဖတ်တည်ထားတဲ့ပုံပေါ့နော်American ဝင်းကျုကလည်းသူ့ရဲ့ဟာမှာ share လိုက်သေးတယ်ခေါင်းစဉ်ကို Franklin Target Necro Terrorist ဆိုပြီးတော့ပေါ့နော်ပြောရင်တော့ software တင်တာပေါ့ကွာ American နိုင်ငံရေးသမားတွေထဲမှာဆိုပြီးသူပြောတဲ့လုံလာတော့မဟုတ်ဘူးနော် Donald Trump ဆိုလည်းပောက်ကီယာ AI ဗီဒီယိုတွေတပ်ပုံတွေတင်သေးတယ်ကွာဒါပေမဲ့ဒီ post ကကြတော့ AI နဲ့လုပ်ထားတာဖြစ်တဲ့အပြင်သူ့ရဲ့ဘူလာဖန်တီးသူဟာပါရှိအဆိုတော့လေသူ့ရဲ့ဖန်တီးသူကပြောတာပေါ့ဒီလိုနိုင်ငံရေးသမားဖြစ်နေပြီးတော့ပေါ့နော်ပူပိုင်ခွင့်မြူထားပဲနဲ့ AI နဲ့လုပ်ထားတဲ့ဟာတွေကိုအမှုပညာရှင်တွေဘက်ကနေတားဆီးပေးရမယ်အစားဒါတွေကိုပါရှစ်ဆောင်လက်ပြပြအသုံးပြုနေဆိုတော့ဒီလိုအမှုပညာရှင်တွေဘယ်လိုရှစ်ဆက်ချက်ရမလဲပေါ့နော်ဟုတ်တာပေါ့သူတို့ဘာပြောလဲကဇက်ကောင်တစ်ခုလုပ်ကြရဆိုတာလွယ်တော့မဟုတ်တာပြီးတော့အခု AI နေရလွယ်တကူနဲ့ computer နဲ့ဆိုတော့လေသူတို့ computer တွေအရင်တော်တော်မိနေတာပေါ့မဆုံးပေါ်တို့တခြား character တို့ပါဆိုတော့တော်တော်များအသုံးခံနေရတာပဲလေ AI နဲ့ကြတော့ဒီလိုသုံးနေတာရှိတဲ့အထက်မှာလူပညာရှင်တွေကဘာမှလုပ်လို့မရသေးဘူးကွာလူတိုင်းကထုတ်နိုင်ကြတာ哦ဒါဟိုမှာအခုလိုနိုင်ငံရေးသမားတယောက်ကကိုယ်တိုင်သုံးပြတော့ပို့ပြီးတော့လဲပေါက်တာ哦ဆိုပါတယ်မလွယ်ပါဘူး AI တွေက